ရာကြီးမှာအပြေမပါတဲ့ပုံစံများရဲ့လာလာတဲ့များတိုင်းဟာအစီအငေါ်မတည့်မိမောင်လွယ်အော်ဒီလိုပဲအော်ဒီလိုပဲမရှိပဲမသိပဲအတီးပဲပလီမြဲအတီးပဲပလီမြဲမရှိပဲမသိပဲမရှိတဲ့အကြကြဒီကနေ့ကျင်းပမှာကတော့ကျွန်တော်တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကနေနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားရေးကော်မရှင်ထံကိုနိုင်ငံတော်အာဏာကိုလွှဲပြောင်းပေးအပ်မဲ့အထူးညှိနှိုင်းဆွေးနွေးပွဲပဲဖြစ်ပါတယ်။စီဝေးတက်ရောက်လာသူများဟာအသစ်ဖွဲ့လိုက်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌကိုဒီမိုကရေစီမဲစနစ်နဲ့ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။အကြကြတက်ရောက်ကြမဲ့နိုင်ငံတော်အကြီးအကဲများကိုအစည်းအဝေးခန်းမစီကြွားချီကြဖို့ရိုသေလေးစားစွာဖိတ်မှန်တကာပြုပါတယ်ခင်ဗျာဟာဟဲ့မဲလို့ဟုတ်ကဲ့ပါအစည်းအဝေးကငါတယောက်တည်းပဲလားဟိုအစည်းအဝေးတက်မှာဘယ်သူတွေပါလဲအဲတက်မစင်းတစ်ချက်ပြောစမ်းအကြကြအဘအပါဝင်နိုင်ငံတော်အကြီးအကဲ9ယောက်ပါအဘဟော1တက်မတော်ကာကွယ်ဦးစီးချုပ်2နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ3နိုင်ငံတော်အိမ်ဆောက်ဆိုးရဝန်ကြီးချုပ်ဩ4နိုင်ငံတော်ယာယီသမ္မတ5နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားရေးကော်မရှင်ဥက္ကဋ္ဌအသစ်တို့ပါပဲအဘအေးမဟုတ်လေငါလိုတက်မတော်ရဲ့အကြီးအကဲနိုင်ငံတော်ရဲ့အချုပ်ချာအာဏာရှင်နော်ကာကွယ်ဦးစီးချုပ်ကိုယ်တိုင်ရောက်နေပြီလေကျန်တဲ့ကောင်တွေဘာမလို့ဟမ်အေးနောက်ကျရင်ထူးချွေရတင်ရမယ်လို့ပြောလိုက်အကြကြဒီလိုပါအဘအဲ့ဒီအကြီးအကဲတွေ9ယောက်လုံးအခုပဲရောက်နေကြပါပြီဗျဟာငါလည်းမမြင်ပါလားဟာဩတီးပြီသဘောပေါက်ပြီငါရဲ့အရှိန်ဟွာတွေကိုခြောက်ပြီးတော့ဒီကောင်တွေခေါ်တဲ့ဝင်ပုံးနေတယ်ဟေးဝန်ကြီးချုပ်ဆိုတဲ့ကောင်တွေထွက်ခဲ့လေဟေးယာယီသမဏတို့ထွက်ခဲ့လေဟာယူဝိစမယ်လေအကြမဟုတ်ဘူးလေဗျနာဆာကဥက္ကဋ္ဌဆိုတာလေအဖပဲလေဩဝန်ကြီးချုပ်ကလည်းအဖပါပဲယာယီသမဏကလည်းအဖပဲလေအဲ့ဒါလိုကြီးလားမေးနေတာအဲ့ဒါဆိုလေဇီဝေးစားကြတာပေါ့ကွာနော်ဟိုမေးနေလို့ဗျဟိုကော်မရှင်ဥက္ကဋ္ဌကြီးမင်္ဂလာပါဆင်းပြေတယ်နော်ဟောဆွဲထဲလိုက်တာမိုက်တယ်လှုပ်ထဲရမယ်တကောင်ထဲရမယ်ဟုတ်လာတယ်ကိုကြီးလာတယ်နော်ကျမကြီးဆိုင်အခုကနည်းနည်းအေးတယ်ခင်ဗျဟုတ်ကောင်လေးဆွဲလှုပ်ထားနော်လှုပ်ထားလိုက်ကောင်ဟုတ်ယာယီသမ္မတကြီးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟိုကနော်ပြောလိုက်အောင်ယာယီသမ္မတကြီးကတော့မွေးရမြေလေအသီးတွေလှုပ်ပေးထားတယ်ကျဲထားတာစိတ်နေရောထက်လာဖို့ရှိတယ်လို့နော်ကျမကြီးဆိုင်နော်ဟိုကောင်လေးကိုလေဒီဘက်ကိုချိန်ပြီလေသိလားဒီကနေဒီကောင်ပြန်လှုပ်လိုက်နော်ကော်မရှင်ဥက္ကဋ္ဌကြီးအဲ့ဒါလေးအဲ့ဒါလည်းအရေးကြီးတယ်နော်ဟိုကတနေ့လောက်ဆုံးမယ်လေနော်ကျွန်တော်တို့ဒီအာမီရဲ့အဖြူတွေရနေပြီအဲ့ကောင်လေးကျွန်တော်လှုပ်လိုက်မယ်နော်လာခဲ့အောင်ဒီနေ့ဟုတ်ဟိုနေ့ကကျွန်တော်ဝင်လာသေးတယ်အိမ်မှာမကြည့်လို့အဲနှုတ်ဆက်ပြီးတော့ပြန်ခဲ့တာဟုတ်ကဲစကြပါဟုတ်ကဲ့ပါကြွားရောက်လာကြတဲ့တက်မတော်ကာကွယ်ဦးစီးချုပ်နဲ့တကွနိုင်ငံတော်ကြီးကဲများခင်ဗျာအစီအစဉ်1ရအခမ်းအနားအစီအစဉ်စတင်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာဟဲ့ဟုတ်ကဲ့ပါမင်း၄ယောက်သာပူတီးလေဟုတ်ကဲ့ပါဥက္ကဋ္ဌအတွက်ဟိုဝင်းကြီးချုပ်အတွက်ဟိုယာယီသမ္မတကြီးအတွက်ဟိုဥက္ကဋ္ဌတိငါတို့နည်းနည်းပူတီးဟုတ်ကဲ့ပါဟုတ်ကဲ့စီစဉ်2ရတက်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မှအဖွင့်အမှားစကားပြောကြားမှာဖြစ်ပါတယ်ခင်ဗျာဟာဟဲ့မဟုတ်သေးဘူးလေဟဲ့ဟုတ်ဘယ်သူမှမရှိတဲ့ဇပွဲရှိပါငါမိကုန်းပြောရမယ်ဆိုငါစောက်ယူကြီးလားဟမ်တော်ပေါ်ကြောင်နိုင်နေလို့မြင်လို့လားအကြဟာဘာခင်ဗျာဒါကတ
တရားဥပဒေနဲ့အညီလုံထုံးလုံနည်းနဲ့အညီပါဗျ ဟိုအဲ့လိုလားဟုတ်ပြီဟိုဟဲ့ကွာဟာဒါကနရနော်ကနရဟာယောငါမိန်ကုန်းပြောရင်ဘယ်တော့မှအလွတ်ပြောဘူးလို့လေစာရွက်ကြီးပြောတာလေစာရွက်ပေးလေဟာညံ့နေအနားမှာခေါ်ရလေဟာ ကျွန်တော်ကြိုတင်စီစဉ်ထားပါတယ်ဗျ ငါဘလို့ညံ့လိုက်ရင်ကောင်းမလဲဟာလားငါဘလို့လွဲလိုက်ရင်ငါလူကြီးအချက်ကိုမလဲမင်းဒါပဲစိတ်ကူးနေတယ်ကောင်းမယ်လေဟင်းတော့ပါဟုတ်ကဲ့ဘာသာနဲ့ရေးတာ ဗျစာရွက်ကစောင်းထုံးကြီးစောင်းထုံးကြီး ကျွန်တော်ဒါကျလိုက်လို့ဇောက်ထိုးဖတ်တတ်တယ်ကြမ်းကျင်တော့ဟုတ်ကြွားရလာကြတဲ့အားလုံးပဲခင်ဗျာကျွန်တော်တို့ဟာနိုင်ငံတော်အာဏာကိုမလွဲမရှောင်သာတိမ့်ယူခဲ့တာအားလုံးအသိပါပဲဒါပေမဲ့အာဏာတိမ့်တာမဟုတ်ပါဘူးကျွန်တော်တို့အာဏာထိန်းတယ်လို့ပဲသုံးနှုံးခဲ့တာခဏလေးပါနော်နည်းနည်းလေးပဲထိန်းတာပါခဏလေးပါနော်အာဏာတိမ့်တာမဟုတ်ပါဘူးအာဏာထိန်းတာပါဒီလိုသိမ်းယူခဲ့တဲ့အခါမှာလဲကျွန်တော်တို့ဟာတပ်မတော်ကာဝေးဦးစီးချုပ်အနေနဲ့အာဏာကိုချုပ်ကင်ထားလို့ခြင်းမရှိခဲ့ပါဘူးဒါကြောင့်အာဏာသိမ်းပြီးချင်းပင်ဒီဘက်ကနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးမင်းအောင်လှိုင်ကိုတရားဥပဒေနဲ့အညီနိုင်ငံတော်အာဏာကိုလွှဲအပ်ပေးခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။နာဆာကဥက္ကဋ္ဌကြီးကတဆင့်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့နိုင်ငံတော်ယာယီသမ္မတကြီးကိုလည်းအာဏာအဆင့်ဆင့်ခွဲဝေပေးခဲ့ပါတယ်။ ဟာကြ သမ္မတကြီးကြာသွားတဲ့ခါမှာနိုင်ငံတော်ဇာပနနိုင်ငံတော်ဖဲဝိုင်းတွေကိုစီကားတိုက်ဟဲ့ကောင်ဒီမှာမနေပေါက်ဖတ်နေရတော့ဒီကမှာခင်ဗျာတောင်းပါဒီကဟာမင်းများနေပြီနော်များနေပြီ ဟုတ်ပါ ဇာပနတွေတော့ရောက်ကုန်ဒီကကောင်ရဲ့ဒါတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုအယက်သားကြားပြက်အစိုးရတရက်ဖြစ်တဲ့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကောင်စီကိုဖွဲ့စည်းလွှဲအပ်ပေးမဲ့အစီအစဉ်ဖြစ်ပါတယ်ဒီတော့နိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာရေးကောင်စီကိုဖွဲ့စည်းဖို့အတွက်အဖွဲ့ဝင်များ၏သဘောထားများလဲဆွေးနွေးပေးကြပါဦးခင်ဗျာဟေးဘယ်သေးတဲ့လူပြောနော် sorry ခုလိုဒီအစည်းအဝေးကိုတက်ရောက်ရတဲ့အတွက်ကာကွယ်ရေးဦးစီးချုပ်ကြီးဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကာချုပ်ကြီးရဲ့သဘောထားပြေဝမှုနဲ့ထူးချွန်ထက်မြက်မှုနော်ထူးချွန်ထက်မြက်မှုတွေကိုနာဆကဥက္ကဋ္ဌတယောက်အနေနဲ့ဘာမှပြောစရာမရှိပါဘူးဒီကိစ္စကိုသဘောတူပါတယ်ဗျာ ဟုတ်ကဲ့ပါအခုလိုဝင်ရောက်ဆွေးနွေးပေးတဲ့တက်မတော်ကာကွယ်ဦးစီးချုပ်ကိုအထူးပဲကျေးဇူးတင်ပါတယ် နာဆာကဥက္ကဋ္ဌလေဘယ်သူအကြတောင်းမှန်ပါတယ်အခုလိုဆွေးနွေးပေးတဲ့နာဆာကဥက္ကဋ္ဌကြီးကိုအထူးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးနိုင်ငံတော်ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်မှဆွေးနွေးပေးပါဦးခင်ဗျာဘာဟုတ်ပဲမှာ ငါပဲလားအော်မြင့်ဆိုခဏမြင့် Good evening night sleep into airway and good night morning exercise and welcome to Father Man's mother exercise no mother exercise you don't speak similarly a cappuccino de amnyato and working in the kiki bash morning breakfast and Mr. Guitar and weekend do this is a bench English hello နားလေကြမှာမဟုတ်ပါဘူးကျွန်တော်ဘာသာပြန်ပြပါမယ်
ကျွန်တော်ပြောချင်တာကတော့ sleeping to airway good night ခုနကကျွန်တော် NASA ကဥက္ကဋ္ဌကြီးပြောခဲ့တယ်လို့ပါပဲအဲ့လိုသဘောရပါတယ်ခင်ဗျာဟုတ်ကဲ့ဆက်ပြောချင်တာတော့တမတော်ကာဝေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာ Simulate Cappuccino and Mr. Guitar မွေးကလေးကတော်ပါတယ်ဒါကိုပြောချင်တာပါဒါကိုပြောချင်တာမှတ်ထားလို့ရပါဟုတ်ကဲ့နော်ကြုံရင်တုံးလို့ရတော့နော်အဲ့တော့ကာကြိုကြီးဘာလို့သဘောတူပါတယ်ဒါကြောင့်လဲကျွန်တော် Weekend to Gigi Bash ဒါကိုခဏထပ်လောင်းကျွန်တော်ပြောကြတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဝန်ကြီးချုပ်တာဝန်ယူထားစဉ်မှာကာကြိုကြီးကိုအလောင်းစီသူပွဲပေးရခဲ့ပါတယ်ဒါကြောင့်လဲကျွန်တော်ထပ်လောင်းပြောပါတယ် Good night morning is a sign simply Mr. Kita ဒါကိုဆိုလိုချင်းဖြစ်ပါတယ်ဒါအားလုံးလဲနားလည်မှာပါမှတ်ထားပေးပါဟုတ်ကဲ့အဲ့တော့ဆက်ပြောချင်တာဒါကြောင့်ကာကြိုကြီးမင်းအောင်လှိုင်နော်မင်းအောင်လှိုင်ကိုကျွန်တော်ဝန်ကြီးချုပ်မင်းအောင်လှိုင်ကအလေးနဲ့ထောက်ခံပါတယ်ကပချီနိုအမျိုးသားစွန်ကလော yes this is a bunch in English we can do get it back yes and you take it back တယောက်တည်းစီဝေးလို့တယောက်တည်းထောက်ခံနေတာဒုံးပါကွာ မင်းဘာပြောလဲ ဘာမှမပြောပါဘူးဘာမှမပြောပါဘူး this is no talking don't speak you are talking name great side out great American game ပါ yes Great American this is a better English get it back အခုဆက်လက်ပြီးတော့ဆွေးနွေးပေးမှာတော့နိုင်ငံတော်ယာယီသမ္မတကြီးဦးမင်းအောင်လှိုင်မှအဆိုပြုဆွေးနွေးပေးမှာဖြစ်ပါတယ်ခင်ဗျာဘာယာယီသမ္မတလည်းဘာပဲလေးပါ ငါပဲ ဟုတ်ကဲ့ပါဟုတ်သရဝါရီကျမ်းပါစေဘဘကြီးကဘုံနေဝေးကျမ်းပါကြပါစေချမ်းသာကြပါစေလို့နော်ဆုတောင်းမေတ္တာပို့သလိုက်ပါဒီကပြည်သူများခင်ဗျာကျွန်တော်ကတော့ယာယီသမ္မရာကြီးသရိုးတီရီတရေစီသူအလင်ငါကြော်စွာဝနကြော်ထင်ဖျားတကအတပြာဘုံယာယီသမ္မရာကြီးမင်းအောင်လည်းဖြစ်ပါတယ်နော်တရင်အဆောင်ကြိုင်ကွင်းကောင်ကွိုင်နဲ့မင်းအောင်လားတရင်အဆောင်ပြိုင်ကျင်းကြောင်ကြွိုင်နဲ့ကွင်းကောင်ကွိုင်မှာကွင်းကွမ်ဆိုပြီးတော့ဝေးရှီလည်းပြောခဲ့ပါတယ်နော်ဘုရားတကကျောင်းတကကြီးရှီပေါ့နော်ရှီကနေပြီးတော့ဒီဂူရကနေတစ်စစ်ဂူကိုပြောထားတဲ့ဟာကြီးရှိပါတယ်နော်အဲ့တော့အဲ့ဒါတွေကိုပြန်ပြောရမယ်ဆိုရင်တော့ဒီကာကွယ်ဦးစီးချုပ်ကြီးဒီမင်းအောင်လိုင်းနီးပါထူးချွန်ထက်မြက်တဲ့ကျွန်တော်ကိုသမ္မတရာထူးကျွန်တော်တို့ပေးအပ်ခဲ့ပါတယ်ဒါကိုဂုဏ်ယူပါတယ်ကျွန်တော်ကလည်းနေရနာရေတော့မဟုတ်ပါဘူးဘာသာရေးတရားအမတမလိုက်စားတဲ့ဘုရားတကာကျောင်းတကာယာယီသမ္မတကြီးဖြစ်ပါတယ်နော်ဒါကြောင့်လဲဒီရှေးတုန်းကကျွန်တော်တို့ဂေါခွီကွာဒီမှာတောနိတဆိုတဲ့ဘုရင်ကြီးဒီအုပ်ချုပ်စင်ကဒီကျွန်တော်တို့ရောကြွတဲ့တောမဆိုတဲ့အဲ့ဒီတောမနဲ့ကျွန်တော်တို့ရဲ့ဒီဘောမတွေဟာနော်ဒီဒေါ်ပွားပြီးတကလမှာအော်ချလောက်အောင်ကျွန်တော်တို့ဘုံနေကျဲတယ်မိုင်းတွေခွဲတယ်ဟလားအပြီးတဲ့ခါမှာကျွန်တော်တို့တစ်ဖက်မှာဘုရားတွေတည်ကြတယ်ဒါတော့ဘုရားတွေကျွန်တော်အလုပ်ပါနော်ဘုံကျဲတာတော့အဲဒီဟာလူတွေအလုပ်ပါအဲ့တော့ကျွန်တော်တို့ကဒီတောမကျွန်းမီးနေလေအမျိုးတော်တယ်ခင်ဗျအမတန်မှကြီးမြတ်ပါတယ်နော်ကျွန်တော်တို့ဒီရေခဲတောင်ကြာပွင့်ကိုစားထားတဲ့ဒီဝူတန်တို့ဝူတိတို့ဆိုတာလဲဒါကျွန်တော်တို့မျိုးတွေပါလက်ချောက်ပုံတို့ဟာလားချက်ချောက်ပုံတို့ဒါမျိုးတွေပါအဲ့တော့ကျွန်တော်တို့ဒီတောမကျွန်းမီးနဲ့ကျွန်တော်တို့ကအမျိုးတော်တဲ့အခါမှာနော်ဒီဘာသာရေးတရားတွေပွားများပြီးတော့ဟာလားဟေတုပစ္စည်းရောအာရမဏပစ္စည်းရောဘာညာကွီကွာပစ္စည်းရောဘာညာပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်တို့လုပ်ပါတယ်ဟာရပေါ်သွားတယ်ဟာလားကျွန်တော်တို့ဒီအလူကံဘုံတွေမတယ်အမှယူချင်းလုံးပုတ်ပါဘူးမိမလိုတယ်ဆိုလို့ပါပြန်ထားပေးပါမယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ထေကြီးဝါကြီးတွေကဂူကလည်းဒါဟောကြားခဲ့တဲ့တရားတွေရှိပါတယ်เนาะဒီတောမကြီးနဲ့ပတ်သက်ပြီးတော့เนาะကျွန်တော်အမတမအင်းမြရဲ့ဒီတရားတွေလည်းဟောခဲ့ပါတယ်เนาะဒါကြုံလုံးပေါ့เนาะအားလုံးဟိုလိုတရားလေးတွေကောင်းပါတယ်အမောင်တွေကိုထွင်းပေါင်းမင်းလေးငါစီကိုရောက်အမောင်တွေကိုထွင်းပေါင်းမင်းလေးငါစီကိုရောက်လွင်းပြန်လာမဲ့တန်စင်မြပတွင်းတကားတွေကိုဖွင့်လို့ထားတဲ့ဒီလိုပတွင်းတကားတွေဖွင့်လို့ထားမှဒီတောမကျွမ်းမင်းကြီးကတကားတော့ကနေလာမယ်နော်စံချောင်းလေးအောင်မြင်နေပြီကွာမင်းဆန်တွေလေးတွေတိတ်လာတဲ့ချိန်ခါလို့တာဓုခေါ်ကြပါစီကုန်းတရီတဲ့တာဓုခေါ်တာဓုအဲ့ဒီတန်ပတိတန်တုံချံဘေတိုးပရဂျိကျွန်တော်ဒါပြီးရင်ကျေးမှုဝန်ကြီးဌာနမှာလဲကျွန်တော်သွားပြီးညွှန်ကြားရမယ်စိုင်းကိစ္စ
ဟုတ်ဒီညွှန်ကြားရမယ်အဲကျွန်တော်ဖျားတကကျောင်းတကာကြီးပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်အခုပြောကြားသွားတဲ့အားလုံးကိုကျွန်တော်အနေနဲ့သဘောတူပါတယ်ဟေတုပစ္စည်းရောအာရမဏပစ္စည်းရောဗာညာကွင်းကွာပစ္စည်းရောသဟဇာတနော်ပစ္စည်းရောဘုံထိပစ္စည်းရောမိုင်းခွဲပစ္စည်းရောအုံပစ္စည်းရောဟောဒီအားလုံးတူတိမင်္ဂလာပြပြအပေါင်းနဲ့ပြည့်စုံကြပါတယ်သဘောတူပါတယ်ခင်ဗျ ကျေးဇူးတင်ပါတယ်ခင်ဗျာစီစဉ်နံပါတ်3အရာအသစ်ဖွဲ့စည်းလိုက်တဲ့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာရေးကော်မရှင်ဥက္ကဋ္ဌယာတို့ကိုရွေးချယ်မှာဖြစ်ပါတယ်ဒီတော့တပ်မတော်ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပဲနာလာခဥက္ကဋ္ဌယာတို့အတွက်အမည်တစ်ခုအဆိုပြုပေးပြီးရန်သူများကထောက်ခံခြင်းကန့်ကွက်ခြင်းဒီမိုကရေစီနည်းအရမဲခွဲဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလေးပါပါပဲပါဟုတ်ကဲ့ပါအဲ့တော့အားလုံးလည်းသဘောတူကြပြီဆိုတော့နိုင်ငံတော်အင်းချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကမာနေပါဒီချက်ကောင်းတယ်ပြောပါနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သားယာရေးကော်မရှင်ပါဟောအေးနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်သာယာရေးကော်မရှင်ဥက္ကဋ္ဌတာဝန်ကိုကျွန်တော်အနေနဲ့ကတော့အရက်သားစစ်ဖြစ်တဲ့ဦးမင်းအောင်လှိုင်ကိုတာဝန်ပေးရဖို့အတွက်အဆိုပြုပါတယ်ခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်လည်းဦးမင်းအောင်လှိုင်ဆိုရင်တော့အကျွေးမဲ့ထောက်ခံပါတယ်ခင်ဗျာအကျွေးမဲ့ထောက်ခံပါတယ်ဟုတ်ကြပြီ Morning, very fresh. Good night. Weekend. Good morning. It's a side. And foreigner and English. Weekend. Kick it back. Thank you so much. And I enjoy, no? ဒီနေ့ကြွလာမိတ်တာချမ်းသာကိုစိတ်မြဲကြပါသည်ကျွန်တော်အနေနဲ့ဦးမင်းအောင်လှိုင်ဆိုရင်တော့သဘောတူပါတယ်အဲ့ဒီတန်ပတ်တိတန်တုံးချက်ဘောနေဘာဒီနေရာရောက်ပါပြီဗျကိုရောက်သွားပြီဟုတ်တယ်ဗျဟိုအေးအဲ့တော့အားလုံးကသဘောတူတဲ့အတွက်ဒီကျွန်တော်တို့အရက်သားစစ်တွေပါဝင်တဲ့အဖွဲ့အစည်းကြီးပေါ့နော်ဒီအဖွဲ့အစည်းကြီးမှာဥက္ကဋ္ဌအဖြစ်ကျွန်တော်ဒီဦးမင်းအောင်လှိုင်ကိုပဲခုကစားပြီးတော့ရွေးချယ်တင်မြှောက်လိုက်ပါပြီခင်ဗျာဘာရတာနော်ရတာငါတော့ပေါ့တယ်ဦးမင်းအောင်လှိုင်တင်မြှောက်ပစိုးပြီးဟုတ်ကဲ့ပြင်ထားတယ်ဗျပြင်အရက်သားအေးဘုံမင်းတပ်အရက်သားစစ်စဖုန်းနေမစီတော့ဝါအရေးကြီးတာဒါရဖို့လို့ကျွန်တော်အခုလိုအားလုံးကတကယ်နဲ့ထောက်ခံပြီးတော့ဒီသဘောတူပေးတဲ့အတွက်ကျွန်တော်အနေနဲ့ဒါကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ခဏလေးပါတော့ရတာစစ်စူးစမ်းပါခိုင်းကြည့်ပါခင်ဗျဟုတ်ကဲ့တာဝန်ကျေစေရပါမယ်ရဖို့3စီးကျွန်တော်လုပ်ပေးမယ်တပြေပန်းမဟုတ်နော်တပြေပန်းပြောရမှာမဟုတ်အဲ့တော့ခုလိုမျိုးကျွန်တော်ဒီဒီမိုကရေစီနီးကြကျွန်တော်ကိုရွေးချယ်ပေးခဲ့တဲ့လူချင်းမင်းတွေနော်ကောင်းဆောင်အားလုံးကျေးဇူးတင်ပါတယ်စူးစမ်းပါခိုင်းကြည့်ပါမီးအားလုံးလောက်လုပ်ပေးမယ်နော်3စီးတရားအကုန်လုပ်ပေးမယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီပထမစာမျက်နှာပြီးပေါ့နော်ပထမစာမျက်နှာပြီးတဲ့အခါမှာကျွန်တော်ဒုတိယအဆိုးကိုခဏလေးပဲဟောပါရောပါလို့ပါဒီကျွန်တော်တို့ခဏလေးပါနော်ပြီးကြမှာကျွန်တော်ရတာစစ်ပါလုံရတိတ်ဟိုအစင်ပြေလို့စူးစမ်းပါခိုင်းကြည့်ပါအဲ့တော့ဒီကျွန်တော်တို့ဒုတိယစာမျက်နှာကိုစပါပြီခင်ဗျစာမျက်နှာစပြီအဲ့တော့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်မှာဦးမင်းအောင်လှိုင်တန်းကျွန်တော်တို့ခဏလေးတို့နည်းမောပါလို့ပါရေလည်းမရှိပါနော်ရနောက်မှတော့ခဏလေးတို့စူးစမ်းပါအဲ့နည်းပြောပဲစူးစမ်းပါစူးစမ်းပါနော်အဲ့တော့ကျွန်တော်ဒီအောင်ပွဲအထိမ်းအမှတ်အနေနဲ့အားလုံးမွေးငါဖြစ်အဲခံပြီးဖြစ်ကြောင်းကျွန်တော်ကျင်ညာမောက်ခိုင်းလိုက်ပါတယ်ခင်ဗျာစူးစမ်းပါဒါစူးစမ်းကျွန်တော်တို့ဘာကစူးစမ်းမှာပါတယ်ယုံပေးကြပါနော်ဒီတွန်းတရားကြီးမှာအပြေမပါတဲ့ပုံစံများရင်လာသမျှတိုင်းဟာအစီအငေါမတဲမိမောင်လွယ်အော်ဒီလိုပဲမရှိပဲမတီးပဲအတီးပဲပလီနဲ့အတီးပဲပလီနဲ့မရှိပဲမတီးပဲ